ကဲပြောစမ်းကွာငါလိုးမအောင်စမ်းမျိုးဟမ်ကိုမေကိုလိုးလားဟမ်မေအောင်စမ်းစုကြည့်ကိုလိုးလို့လားဟမ်မင်းတို့အဖိုးဘိုးကျော်အောင်စမ်းဖင်းကိုဗဇက်တွေကိုလိုးလို့လားဟမ်မင်းတို့အောင်စမ်းရောက်ခမမျိုးတွေကိုလိုးလို့လားဟမ်မအေးလိုးအောင်စမ်းမျိုးကိုမေကိုလိုးဟမ်ကိုလှမကိုပြန်လိုးတဲ့အမျိုးရောက်ဟမ်ငါလိုးမသားအောင်စမ်းမျိုးဟမ်မအေးလိုးသားဟမ်မအေးလိုးပရင်းကောင်းလေဟမ်မင်းတို့အောင်စမ်းမျိုးတွေကပရင်းမျိုးတွေရောဟမ်သူမြတ်သားများကိုပရင်းကျင့်စော်ကားပြီးလင်းတွေကိုဒီလိုမျိုးပဲလှုပ်ကြံတိုက်ရမယ်လို့ပညာလေးသင်ထားပေးတာမင်းတို့အမိတ်လင်းနေတာဟမ်မင်းတို့လိုးပြီးတော့မွေးခဲ့တဲ့ဟာတွေဒါကြောင့်မင်းတို့အမေကိုမင်းတို့ပြန်လိုးလာလားဟမ်မင်းတို့အောင်စမ်းမျိုးတွေဟမ်ဖွိဘာကောင်းလဲဟဲ့ကောင်မင်းတို့အောင်စမ်းမျိုးဘာကောင်းဟမ်မင်းလူတွေလားခွေးလားဟမ်ဤလူမျိုးတွေဟမ်သူမြတ်သားများကိုစော်ကားပြီးရင်လောက်ကြံတပ်ဖြတ်ဟမ်စောက်စင်မရှိတဲ့အောင်စမ်းမျိုးပဲဟမ်မင်းတို့အောင်စမ်းစွတ်ကြည့်ရပါနိုင်ငံကတွားပြီးတော့ပါအလိုးခံပြီးတော့မွေးထားတာမင်းတို့အောင်စမ်းမျိုးတွေဟမ်မင်းတို့အောင်စမ်းမျိုးတွေပါလေဟမ်ခွေးကမွေးတယ်လားခွေးကမွေးတော့အသိဉာဏ်ရှိတယ်ကွာမင်းတို့ခွေးကမွေးတာလည်းမဟုတ်ခွေးတွေကချီစားပြီးသိဉာဏ်ရှိမင်းတို့အောင်စမ်းမျိုးဟိုကျော်အောင်စမ်းမျိုးအောင်စမ်းစွတ်ကြည့်မျိုးတွေကချီးရည်ကိုစားစောက်ရည်တွေစားပြီးကြီးပြင်းလာတာဖြစ်မယ်ဟမ်ဒါကြောင့်မင်းတို့အောင်စမ်းမျိုးအသိဉာဏ်ခေါင်းပါလားဟမ်အောင်နှောင်းဉာဏ်နေပါလားပညာတက်ပြီးတော့ဟမ်မိုက်ရိုင်းတဲ့ကောင်းတွေပဲဟမ်မိဘတွေကမဆုံးမတာလို့ဖြစ်မယ်ဒါကြောင့်မင်းတို့အောင်စမ်းမျိုးတွေကမိမဆုံးမဖမဆုံးမမိမနိုင်ဖမနိုင်ကနေလိုးပြီးတော့မွေးထားခဲ့တဲ့အောင်စမ်းမျိုးဖြစ်မယ်ဟမ်မင်းတို့တစ်ချိန်တော့အစိမ့်နဲ့ထိုးလီးတွေထိုးပါတွေထိုးမျက်လုံးတွေထိုးမိစပတ်ကိုလိုးလို့လားဟမ်မင်းတို့အမေမင်းတို့အောင်စမ်းမျိုးတစ်မျိုးလုံးဘိုးသေးပေါက်ဆက်တဲ့ဟာတွေကိုလိုးနေလို့လားဟမ်မအေးလို့ခွေးမျိုးတွေခွေးနဲ့နိုင်ခွေးသိခါကြတယ်ဟမ်ငါလိုးမအောင်စမ်းမျိုးမင်းတို့အောင်စမ်းမျိုးငါလီထိတ်တော့တန်ဖို့မရှိဘူးငါလီတစ်ချောင်းတော့တန်ဖို့မရှိတဲ့အောင်စမ်းမျိုးမင်းတို့အောင်စမ်းမျိုးမင်းတို့ပူပေါင်းကြည့်တယ်ဟမ်ငါလိုးမသားတွေယောက်ျားပြစ်တစားဟမ်ယောက်ျားဖားတယ်တွေယောက်ျားအယုတ်တမာကောင်မျိုးတွေဟမ်အောက်တန်စားမျိုးတွေဟမ်ခွေးကြံဖာကြံမဲ့ကောင်တွေမင်းတို့အောင်စမ်းမျိုးဘိုးကျော်အောင်စမ်းမျိုးအောင်စမ်းစုပ်ကြီးမျိုးလီပဲထင်တယ်မအေးလိုးမျိုးတွေငါလိုးမအောင်စမ်းမျိုးမအေးလို့အောင်ဆန်းစွကြီးဖေလို့မအောင်ဆန်းစွကြီးမအေးလို့ဘိုးကျော်အောင်ဆန်းမျိုးကြိုက်တဲ့နေရာတော့တိုင်လီပဲထင်တယ်မအေးလို့မျိုးတွေလီနဲ့ထိုးစပ်ပြတ်မှာမင်းတို့